Okay ကျွန်တော်တို့ဒီ AI တွေကိုတုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့က AI တွေကိုတုံးမယ်ဆိုလို့ရှိရင် internet ဖွင့်ထားပေးဖို့လိုတယ်ပေါ့နော်ဒီမှာ internet ဖွင့်ထားပေးဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ internet မရှိတဲ့ data တွေမှာဆိုလို့ရှိရင် internet ကိုဘယ်လိုinternet မရှိတဲ့ data တွေမှာပေါ့နော် internet မရှိတဲ့ data တွေမှာကျွန်တော်တို့ AI ကိုဘယ်လိုတုံးမလဲဆိုတော့တကယ်တော့ AI ဆိုတာကဒီလူတွေ train ထားပေးတဲ့ဒီ data တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ဖုန်းထဲမှာ download ဆွဲထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က AI တွေကို online မလို့ပဲနဲ့တုံးလို့ရတော့ရမှာเนาะအဲ့လို online မလို့ပဲနဲ့ internet မလို့ပဲနဲ့တုံးလို့ရတဲ့ AI တွေတဲမှာအခု Google ကထုတ်ပေးလိုက်တဲ့ AI ကတော့တော်တော်လေးကျန်းတယ်ဆိုတာဘာကြောင့်တော်တော်လေးကျန်းတယ်လို့ပြောရလဲဆိုတော့အရင်တုန်းက AI တွေဆိုလို့ရှိရင်ကျွန်တော်တို့ offline AI တွေလို့ခေါ်တာပေါ့เนาะဒီ offline AI တွေကဖုန်းရဲ့ data တွေဖုန်းကတော်ရုံတိုင်ရုံ RAM လေးရှိုံနဲ့မရဘူးပေါ့เนาะပြောလို့ရှိရင် RAM တော်တော်စားတယ်တော်တော်ကြီးရဲ့ RAM တွေမှာမှ run လို့ရတာပေါ့နော်ဒါပေမဲ့အခု Google ကထုတ်ပေးလိုက်တဲ့ဒီ offline AI ကကြတော့ကျွန်တော်တို့ဖုန်းတွေမှာအလွယ်တကူ download ဆွဲပြီးတော့တုံးလို့ရတယ်။ဒီကမိတ်ဆွေတို့တုံးချင်တယ်ဆိုလို့ရှိရင်ဒီ Google AI Egg Flag ဆိုတဲ့Egg Google ပေါ့နော်ဒီကောင်လေးပေါ့ဒီကောင်လေးကို download ဆွဲလိုက်ဒီကောင်လေးကို download ဆွဲလိုက်ပြီးဆိုလို့ရှိရင်ဒီ software ကိုပေါ့နော် download ဆွဲလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်လာလိမ့်မယ်ပေါ့နော် software ကOkay ကျွန်တော်တို့ဖုန်းထဲကိုဒီ software လေးရောက်လာပြီပေါ့နော်ဒီ software ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီ day ကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့ AI model တခုခုကိုdownload ဆွဲရမယ်ပေါ့နော် Okay ဒါလေးပေါ်လာတယ်ဘာမှမဖြစ်ဘူး accept ကိုနှိပ်ပေးလိုက် Okay ဒါလေးနှိပ်ပြီးလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီမှာ AI model ရွေးလို့ရတယ်တကယ်လို့မိတ်ဆွေတို့ကဒီတိုင်းပဲရိုးရိုး check ပေါက်ပေါ့နော် time and check AI ကိုChatGPT လိုမျိုးဒါမှမဟုတ် Google Gemini လိုမျိုး check ပေါက်အနေနဲ့တုံးမယ်ဆိုရင် AI check ဆိုတဲ့ကောင်ရွေးလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့မိတ်ဆွေက AI ကိုက scale တွေတင်ပေးချင်တယ်ဆိုရင်เนาะ agent scale ဆိုတာရွေးလို့ရတယ်ပေါ့နော် audio ဆိုတာတော့မိတ်ဆွေတို့ AI ကိုအတန်ထုတ်ချင်တာမျိုးပေါ့နော်ဒါမှမဟုတ်ပုံတွေပို့ပြီးတော့မေးချင်တာမျိုးဆိုဒါကိုတုံးလို့ရတယ်လို့တခြား check model တွေအတွက်ကလည်းဒါတုံးလို့ရတယ် AI scale ပါညာပေါ့ဒါတွေတော့ developer တွေအများဆုံးတုံးလိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပုံမှန်လူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ AI check ကိုပဲတုံးမယ်ပေါ့နော် AI check ကိုနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ example code တွေတွက်ကြည့်လို့ရတယ်လို့ API ယူချင်တဲ့လူတွေအတွက်ဆိုတော့ API documentation ကိုတွက်ဖတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါတွေမလိုဘူးကျွန်တော်တို့ကရိုးတိုင်မှန်ပဲတုံးမယ်ဆိုတော့ဒီထဲက model နှိပ်နာလေးတွေတုံးဖို့အကြံပြုချင်တယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့မိတ်ဆွေတို့က model အမြင့်ကြီးတွေတွက်တောင်းချင်တယ်ပေါ့နော်အမြင့်ကြီးတွေတွက်တောင်းလိုက်တယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းကတကယ်လို့ RAM နေတဲ့ဖုန်းတွေဆိုလို့ရှိရင်မနိုင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆက်ချင်းတော့ကိုယ့်ရဲ့ဖုန်းရဲ့ RAM ကိုအရင်ကြည့်မယ်ပြီးတော့ကကြတော့နိုင်လောက်မယ်ထင်တဲ့ဟာကို down ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင် 1.5 ဟိုရှိရပါတော့ 1.5p ရှိရဒါဆို GB ရှိရွာရပါတော့ဒီမှာဒါဆိုလို့ရှိရင် MB ရှိရ GB 3.7 GB ပေါ့နော်ဒါတော့ကိုယ်ဖုန်းအနေထားနဲ့ချိန်ပြီးတော့ကြည့်ရမှာပေါ့နော်ဒါဆိုတော့ဒါကတော့အမြင့်ဆုံးပဲ 2.5 GB ရှိရပါတော့ပြီးတော့တို့ရဲ့ကလည်းE2P ဆိုတော့တော်တော်လေးမြင့်နေပေါ့နော်အဲ့တော့မိတ်ဆွေတို့ကကိုယ့်ရဲ့ဖုန်းထဲမှာအနှိမ့်ဆုံးဟာတစ်ခုခုတောင်းမယ်ဆိုဘလို့တောင်းလဲဆိုတော့ဒီကခလုတ်လေးကိုနှိပ်ပြီးတော့တောင်းလိုက်ရုံပဲဗျအဲကျွန်တော်ကနှိမ့်ဆုံးကောင်တစ်ခုကိုတောင်းပြမယ်ကျွန်တော်ဒီကောင်တောင်းပြမယ်ဗျနော်ကွင်ကိုအဲ့တော့ဒီကောင်လေးကိုနှိပ်ပြီးတော့တောင်းလိုက်ကျွန်တော်တို့ဒီမှာ100ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်လာမလဲဆိုတော့try it now ဆိုတဲ့ဟာလေးစာတန်းလေးတစ်ခုပေါ်လာလိမ့်မယ်အဲစာတန်းလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ AI ကို check လုပ်လို့ရပြီပေါ့နော် internet ပိတ်ပြီးတော့မေးချင်တာမေးလို့ရပြီပေါ့နော် okay ဒါရှေ့ဆက်ကဒါလွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့မပြပေးတော့ဘူးเนาะဒီလောက်ပဲပေါ့ကျွန်တော်ရဲ့ဖုန်းကအခု RAM လဲဒါနည်းနေပြီပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဒါကိုပြီးအောင်မတောင်းတော့ကျွန်တော်ပိတ်လိုက်မယ်เนาะမိတ်ဆွေတို့စမ်းကြည့်ကြပါဗျာဒီ AI လေးကတော်တော်လေးကိုမိတ်ဆွေတို့ကျွန်တော်တို့နိုင်ငံအတွက်ဆိုလို့ရှိရင်တော်တော်လေးတုံးဝင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် okay ပြီးတော့ကကြတော့ developer အတွက်ဆိုလို့ရှိရင်လည်းဒီကောင်တွေကကိုယ့်ရဲ့ application တွေမှာထည့်ပြီးတော့တုံးလို့ရတယ်ပေါ့နော်ဒါကတော့အကျယ်တွင်းမပြောတော့ပါဘူးအဲကျွန်တော်ဗီဒီယိုကြည့်နေတဲ့တမှာ developer တွေပါမယ်လို့လည်းမထင်ပါဘူး okay